มหากรุณาเชมยศวาพยาตะเข็นดีตาวัตถีปีเซตวนชุยเจ้าดอในตดินต้องสันเปดอมูนิเซงกาลาเพียบาดีโทอเชงในตาธนาโรอตุยในลาลูดาอีหูอมียาดอมเทตยาชีเลดีอีลาลูดาอีมเทดีปิญญาญาเนบาดูเทดอเลลูอมยาอีอเทนจีมูโกคันโลดอสันดาชีดูมตินามเลเบเซียโลโลดูอยายาด้วยมวยยาวเซพโลดูเทเบดีตเนดอค่ะตังการอมยาสุเวียตมะทะเมเวลาลุดายีมะเทอีอจองกงสกาสัมมิจาเลดีลาลุดายีดีตังการอดูอีเวียวิสะกิสามยาพิซีโอสาแควเวมูกิสามยาด้วยมิมิมาไปในเบวนยอกสีมาเลชีดีตัมโพจีโตอยาโกตัมโพเนดีหูสมเสเชตัมโพเนโตอยาโกตัมโพจีดีหูสมเสเชတင်းလျော်သည်မတင်းလျော်သည်ကိုခွဲခြားနိုင်စွမ်းမရှိခြင်းတို့ကြောင့်တန်ခါထူအတွင်အနောက်အရက်ဖျားပုံများကိုယဟန်တို့ပြောဆိုနေကြသည်ထိုစဉ်မြတ်စွာဘုရားရှင်ကြွားမြန်းလာတော်မူပြီးချစ်သားယဟန်တို့ယခုအဘယ်စကားကိုပြောဆိုနေကြသနည်းဟုမေးမြန်းတော်မူရာယဟန်တို့ကလာလူဒါဤမထီမလိမ္မာသောအပြုမူတန်ဖိုးအနှိမ့်အမြင်ကိုနားမလဲပဲစီရင်ဆုံးဖြတ်တတ်သောအကြောင်းကိုလျှောက်ထားကြလေသည်ထိုအခါမြတ်စွာဘုရားရှင်ကချစ်သားယဟန်တို့ဤလာလူဒါဤသည်ယခုဘဝ၌သာလျှင်တန်ဖို့အနှိမ့်အမြင်ကိုနားမလဲပဲမိုင်မဲစွာဆုံးဖြတ်သည်မဟုတ်ဟိုရှေးယခင်ဘဝများစွာကပင်ဤကဲ့သို့မိုင်မဲစွာဆုံးဖြတ်ခဲ့ဘူးသဖြင့်ပညာရှိတို့ဤကဲ့ရဲ့ရှုရှက်ခြင်းကိုခံခဲ့ရဘူးပြီးဟုမိန့်တော်မူကားအတိတ်စာကြောင်းကိုစောင်းတော်မူလေဘုရားလောင်းတော်တန်ဖိုးဖြတ်အမတ်တီတရားမျှတခြင်းရိုးသားခြင်းအဂတိလိုက်စားမှုကင်းရှင်းခြင်းပစ္စည်းတစ်ခု၏ကာလဒေတာပေါက်စည်းအိုတိကျစွာနားလေခြင်းတို့နှင့်ပြည့်စုံသူဖြစ်သည်နန်းတော်သို့ရောက်ရှိလာသောစင်မြင်းယတနာရွှေငွေစသောကုန်ပစ္စည်းမှန်သမျှကိုဈေးကွက်ပေါက်စည်းနှင့်အညီမျှတသောတန်ဖိုးကိုသတ်မှတ်ပေးလေရှိသည်ထို့ကြောင့်ကုန်သည်တို့သည်လည်းကျေနပ်ကြသလိုတိုင်းပြည်အတွက်လည်းကုန်သိက္ခာရှိစေခဲ့သည်တော့ဗြဟ္မဏမင်းကြီးသည်လွန်စွာလောဘကြီးသူဖြစ်သည်ငွေကြေးဥစ္စာကိုစူဆောင်းလိုစိတ်ပြင်းပြသည်တပြားတစ်ချက်များအကုန်ရက်မခံလိုသူဖြစ်သည်ဘုရားလောင်းတော်ဟာမကြီးကပစ္စည်းများကိုမှန်ကန်သောဈေးနှုန်းဖြင့်တန်ဖိုးဖြတ်ပေးသောအခါမင်းကြီးသည်မကြေမနပ်ဖြစ်လာသည်ဤအမတ်သည်ကုန်သေးတို့အားဈေးကောင်းပိတ်လွှတ်နေသည်ဤသို့ဆက်လက်တန်ဖိုးဖြတ်နေပါကငါဤဗန္ဒတိုက်မကြမီကုန်ခန်းသွားပေလိမ့်မည်ဟုမိုက်မဲစွာတွေးတော်လေသည်တရားမျှတမှုထက်မိမိဥစ္စာတိုးပွားရေးကိုသာရှေ့ရှုသောမင်းမိုက်ဖြစ်လေသည်ထို့ကြောင့်မင်းကြီးသည်နန်းတော်ရင်ပြင်၌လှဲ့လေသွားလာနေသောတောသားတယောက်ကိုမြင်တွေ့လိုက်ရသည်ထိုသူသည်ပညာဘဟုတုတမရှိစင်ရင်တုံတရားကင်းမိတ်ပြီးလောဘရမတ်ကြီးမှသူမိမိခိုင်းသည့်အတိုင်းညှောက်ပင်ပြောဆိုမိသူထင်မှမင်းကြီးရိပ်မိလေသည်ထို့ကြောင့်ထိုတောသားအားခိုးယူပြီးအမောင်တင်းသည်ငါဤဗန္ဒာဤဆိုင်ရတန်ဖိုးဖြတ်အမတ်အဖြစ်အမှုထမ်းနိုင်မည်တော့ဟုမေးရထိုတော်သားကလည်းဝိုင်းမြဝမ်းတာဖြင့်မှန်လားပါအမှုထမ်းနိုင်ပါသည်ဖေဟာဟုဝန်ခံလေသည်ထိုနေ့မှစ၍မင်းကြီးသည်ပညာရှိအလောင်းတော်အမကြီးကိုယာဒူးမှဖယ်ရှားလိုက်ပြီးထိုမိုက်မဲတော်တောသားလူနှုံးကိုတန်ဖိုးဖြတ်အမဖြစ်ခဏလိုက်လေသည်ထိုလူမိုက်တန်ဖိုးဖြတ်အမရောက်လာသောအခါနန်းတော်သို့ရောက်လာသောကုန်ပစ္စည်းမှန်သမျှကိုမင်းကြီးမျက်နှာကိုကြီးကဈေးနှင့်၍တန်ဖိုးဖြတ်လေတော်သည်ကုန်တဲတူးမှမိမိတို့ပစ္စည်းများရှုံရှုံဖြင့်ရောင်းရတော်လေမင်းအာနာကိုကြောက်ရွံ့သဖြင့်မိသူများမပြောရဲကြရှာပြီတနည်းသောအခါဥတရာပထတိုင်းမြောက်ပိုင်းဒေသမှာမြင်းကုန်တဲ့တွင်ဦးသည်အမျိုးအစားအလွန်ကောင်းမွန်သောတန်တအမြင့်ပြန်900ကိုယူဆောင်လာပြီးပါရဏတိမင်းကြီးအားဆက်တန်ရန်ရောက်ရှိလာလေသည်ထိုမြင်းတို့သည်ကြန့်ခိုင်တန်ဆွမ်းခြင်းလှပတင်တဲ့ခြင်းစိတ်ရေးစိတ်ရ၌ကျွမ်းကျင်ခြင်းတို့နှင့်ပြည့်စုံသောအဖိုးတန်မြင်းများဖြစ်ကြသည်မင်းကြီးသည်မြင်းများကိုမင်းတော်အခါအလွန်နှစ်သက်သဘောကြသောလေထုံးစံအတိုင်းဈေးနှင့်လိုသဖြင့်မိမိရဲ့လူမိုက်တံပိုးဖြတ်အမတ်ကိုခေါ်စေသည်အမန်တံပိုးဖြတ်အမတ်ဤမြင်း900သည်အဘယ်မျှတံပိုးရှိသနည်းဟုမေးလေသည်ထိုအခါလူမိုက်အမတ်သည်မြင်းများကိုတေချာစွာစစ်ဆေးခြင်းမရှိဘဲမြင်းကြီးစိတ်ကြည်နက်စေရန်အတွက်သာရည်ရွယ်ပြီးချက်ချင်းပင်ရှောက်တင်လိုက်သည်မှန်လားပါဗျာဤမြင်း900လုံးပေါင်းလိုက်မှစန်တနိုးစီဘူးတန်တူးလာအနာလိစန်တပီတစလဲခန့်သာတန်ဖိုးရှိပါသည်ဗျာ
ဟုဆိုလိုက်လေသည်မင်းကြီးသည်ထိုစကားကိုကြားသောအခါအလွန်အားရကျေနပ်သွားပြီးကောင်းလေစွာဤမြလောက်သောမြင်းကောင်းများကိုစံတနိုးစီဘူးဖိရသည်မှာငါအတွက်အလွန်မြတ်ပေစွာဟုတွေးကမြင်းကုန်သည်အားစံတနိုးစီဘူးကိုပေးစီပြီးမြင်းများကိုမြင်းဆောင်သို့တွင်းစီလိုက်သည်မြင်းကုန်သည်မှာရင်ထုမနာဖြစ်ရလေသည်ငါ၏အဖိုးတန်မြင်း900မှာစံတနိုးစီဘူးသာတန်တဲ့လာဟုယူကျုံမရဖြစ်တော်လေမင်းအာနာကိုကြောက်သခင်ထိုအချိန်၌ဘာမျှပြန်မဖြိုးရဲပဲတိတ်ဆိတ်စွာနေလိုက်ရသည်ဖျားအလောင်းတော်နှင့်တိုင်းပင်ချေမြင်းကုန်တဲ့သည့်ဤမြတာမွန်ကိုမိတို့ဖြည့်ရှင်းရမည်နည်းဟုစဉ်းစားရယခင်ကတန်ဖိုးဖြတ်အမတ်ဟောင်းဖြစ်ခဲ့ဘူးသောပညာရှိအလောင်းတော်ကြီးအကြောင်းကိုကြားသိရသဖြင့်အလောင်းတော်ထံသို့တွားရောက်အကြံဉာဏ်တောင်းခံလေသည်။အိုပညာရှိအမတ်မင်းအကျွန်ုပ်၏မင်းမာယာကိုမင်းကြီးအမတ်မိုက်ကစန်တနို့စီဘူးသာတန်သည်ဟုဖြတ်လိုက်ပါသည်။ဤကိစ္စကိုအကျွန်ုပ်မိတို့ပြုလုပ်ရပါမည်နည်းဟုလျှောက်ထားလေသည်။ဖျားအလောင်းတော်ကအဆွေကုန်တဲ့တင်မပူပါနဲ့ဤအမတ်မိုက်ကမြဲငါးလာဤတန်းဖို့ကိုစန်တနို့စီဘူးဟုတတ်မှတ်တယ်လေထိုစန်တနို့စီဘူးဤတန်းဖို့ကိုလည်းပြန်လဲမင်းမြန်းရန်လိုအပ်ပေတယ်တင်သည်လာထိုးချင်း၌ကျွမ်းကျင်သောသူတယောက်ကိုလွှတ်ယူထိုအမတ်မိုက်အားလက်ဆောင်ပနာပေးစေလောထို့နောက်မနှက်ဖြန်မင်းညီမင်းသားများစုံညီသောအခါတွင်ထိုစန်တနို့စီဘူးသည်အပေမြတန်ဟုရှိသည်ဟုမင်းကြီးရှေတော်မောက်၌မင်းမြန်းပါလေဟုအကြံပေးလိုက်တယ်ထို့ပြင်အလောင်းတော်ကထိုသို့မင်းမြန်းသောအခါအမတ်ရာမီကိုမသိလျင်ဘာရာနာတီပြည်တပြည်လုံးနှင့်တကွာပြည်တွင်းပြည်ပါရှိစီးစိမ်ဦးစားအားလုံးနှင့်ထိုက်တန်ပါသည်ဟုဖြေဆိုရန်တင်ကကြိုတင်၍တင်ကြားပေးထားပါဟုနီလန်ပေးလိုက်လေတယ်။ညင်းကုန်တဲ့သည်အလောင်းတော်၏အကြံပေးချက်အတိုင်းအမတ်မိုက်ထံသို့လူလွတ်၍လပ်ထိုးကမနှက်ဖြန်နန်းတပင်အစည်းအဝေးတွင်စန်တနုစီဘူး၏တန်ဖူးကိုမေးမြန်းမိအကြောင်းထိုအခါတွင်ဘာရာနတီပြီးကြီးနှင့်တန်သည်ဟုဖြေဆိုရန်ကြိုက်တွင်ထားလိုက်သည်အမတ်မိုက်သည်လပြသဖြင့်ဝမ်းတာအားရလက်ခံလိုက်သည်နောက်တနေ့နနက်ခင်းတွင်မင်းညီမင်းသားများမူးမတ်များစုံကြီးစွာခစားနေကြသောနန်းတပင်အစည်းအဝေးသို့မြင်းကုန်တဲ့ရောက်ရှိလာသည်မြင်းကုန်တဲ့ကမင်းကြီးအားရှိခိုးပြီးနောက်မလာပါများအရှင်မင်းကြီး၏တန်ဖိုးဖြတ်အမတ်သည်အကျွန်ုပ်၏မြင်း900ကိုစန်တနို့စီဘူးတန်သည်ဟုဆုံးဖြတ်ပေးပါသည်အကျွန်ုပ်ကျေနပ်ပါသည်ထို့သောထိုစန်တနို့စီဘူးသည်အဘယ်များတန်ဖိုးရှိသည်ကိုသိလိုပါသဖြင့်တန်ဖိုးဖြတ်အမတ်အားမေးမြန်းခွင့်ပြုတော်မူပါဟုလျှောက်ထားလေသည်မင်းကြီးကလည်းကောင်းပြီမဲစေဟုခွင့်ပြုလိုက်သည်ကုံတဲ့ကအမတ်မိုက်အားအိုးအမတ်မင်းမြင်း900သည်စန်တနို့စီဘူးတန်သည်ဟုဆို၏တိုချူလင်ထိုစန်တနို့စီဘူးသည်အဘယ်မျှတန်ဘူးရှိပါသနည်းဟုမေးလေသည်ထိုအခါအမတ်မိုက်သည်ကြိုတဲ့တင်ကြားပေးထားသည့်အတိုင်းမိမိ၏ပညာမဲ့မှုကိုဖော်ပြလေကျဲလောင်စွာဖြေကြားလေသည်ဤစန်တနို့စီဘူးသည်ဘာရာနတီပြည်ကြီးနှင့်တကွာပြည်တွင်းပြည်ပါရှိတရှိတမဲ့စည်းစိမ်ဥစားအားလုံးနှင့်တန်ဖိုးတူပါသည်ဟုရဲရဲတင်းတင်းဆိုလိုက်လေတော့သည်ထိုစကားကိုကြားလိုက်ရသောအခါနန်းတော်တစ်ခုလုံးရုတ်တရက်တိတ်ဆက်သွားပြီးနောက်မင်းညီမင်းသားနှင့်မှုမှတ်အပေါင်းတို့သည်စိတ်မထိန်နိုင်ပဲဝါလုံးကွဲမြရဲမောကြလေတော့သည်သူတို့သည်လက်ခုပ်လက်ဝါတီးနှင့်လောင်ပြောင်ကြလေသည်ဟာဟာဟာငါတို့ဘာရာနတီမင်းကြီးတမ်ဘိုးဖက်အမတ်ကအလွန်တော်ပါပေစို့ယခင်ကမြင်း900ကိုစန်တနိုစီဘူးဟုဆို၏ယခုမူကားထိုစန်တနိုစီဘူးသည်ဘာရာနတီတပြည်လုံးနှင့်တမ်ဘိုးညီမျှသည်ဟုဆိုပြန်လေပြီအိုးမင်းကြီးအရှင်မင်းကြီးစီးစိမ်ဥစ္စာနန်းတော်မြို့ပြတိုင်းသူပြည်သားအားလုံးသည်စန်တနိုစီဘူးများသာတန်ဖိုးရှိတော်သလောဤသို့သောအမတ်မျိုးကိုမိသည့်အရာမှရလာသည်။အရှင်မင်းကြီးနှင့်အလွန်လိုက်ဖက်ပါပေသည်ဟုကဲ့ရဲ့ရှုချကြလေသည်။ထိုအခါဘုရားအလောင်းတော်ပညာရှိအမတ်ဟောင်းသည်နေရာမှထကအောက်ပါကားသားကိုရွတ်ဆိုလေသည်။ကေမခတိတန်တုလာနာလိကောအစ္ဆာနံပัญจကံစတံဘာရာနတိစန္ဒရဘာဟိရံအခတိတန်တုလာနာလိကောအချင်းတို့ဤအမတ်မိုက်ဤအလိုအရာမြင်း900သည်စန်တနို့စီဘူးတန်ဒူလနာလီသာတန်ဖိုးရှိ၏ထို့သောထိုစန်တနို့စီဘူးသည်ကားအတွင်းအပြင်နှင့်ပြည့်စုံသောပါရာနတိတဖီလုံးနှင့်တန်ဖိုးညီမျှအပြန်၏ဤသို့တန်ဖိုးထားတတ်သော
အမတ်မိုက်ဤစကားသည်အပေမာလင်ရုတိရှိပါသောအနီပြမရတ်မင်းကြီးသည်မူးမတ်အပေါတို့ဤကဲ့ရဲ့လောင်ပြောင်တန်ကိုကြားရသောအခါအလွန်အမြင်ရှိတ်ရွံ့သွားလေ၏မိမိ၏လောဘကြောင့်ပညာမရှိသောလူမိုက်ကိုမြောက်စားမိသဖြင့်ယခုကဲ့သို့အဆက်ကွဲရကြောင်းနောင်တရလေ၏ထို့ကြောင့်မင်းကြီးသည်ထိုလူမိုက်တန်ဖို့ဖျားအမတ်ကိုချက်ချင်းရာထူးမှဖယ်ရှားလိုက်ပြီးနန်းတော်မှနှင်ထုတ်လေထို့နောက်ဖျားအလောင်းတော်ပညာရှိအမတ်ကြီးကိုတန်ဖို့ဖျားအမတ်ရာထူး၌ပြန်လည်ခန့်အပ်ကာတိုင်းပြည်ကိုတရားသဖြင့်ဆက်လက်အုပ်ချုပ်စေလေမြင်းကုံတရားလည်းထိုက်တန်ပေါ်မြင်းဖိုးငွေများကိုပေးအပ်၍ကျေနပ်စေခဲ့လေမြတ်စွာဘုရားရှင်သည်ဤသို့အတိတ်ဆက်ကြောင်းကိုဟောကြားတော်မူပြီးနောက်သစ္စာတရားကိုပြတော်မူ၏ဒီတနာတော်ဤအစုံ၌များစွာသောယဟန်တို့သည်သောတာပတ္တိဖို့စသည်တို့၌တည်ကြလေထို့နောက်ဇန်များကိုပေါင်းတော်မူလေထိုခေတ်အခါကမြင်းငါးလာကိုစံတနုစီဖူးဖြင့်တန်ဖူးဖြတ်ခဲ့သောလူမိုက်တန်ဖူးဖြတ်အမတ်သည်ယခုအခါတွင်လာလူဒါယီမထေဖြစ်လာလေထိုခေတ်အခါကပြမတတ်မင်းကြီးသည်ယခုအခါတွင်အာနန္ဒာမထေဖြစ်လာသည်မှတ်ချက်အချို့မူခွဲများတွင်မင်းကြီးကိုတာမညတ်ပုဂ္ဂိုလ်ဟုသာဆိုတော်လေအများအားဖြင့်အာနန္ဒာဟုယူဆကြသည်သို့သောဤဇတ်၌အဒီကမှာလူမိုက်ညင်ပညာရှိသာဖြစ်သည်ထိုခေတ်အခါကလိမ္မာပါးနှက်သောပညာရှိတန်ဖိုးဖြတ်အမတ်သည်ယခုအခါတွင်လောကသုံးပါးတို့၏ဆရာတဆူဖြစ်တော်မူသော